မြန်မာသမီးဗီရိုနီကာရဲ့လက်တံပြောင်ပြောင်နဲ့အောင်ပွဲ One Friday Fight 155မှာဂျပန်လက်ဝှေ့မဲ့ခါနာကိုဘယ်လိုမျိုးအကျိတ်အနေအနိုင်ယူသွားခဲ့လဲဆိုတာအခုပဲအတူတူသုံးသပ်ကြည့်အောင်ပွဲအစမှာနှစ်ဦးစလုံးအပြန်အလှန်စားသက်ထိုးသက်ခဲ့ကြပါတယ်ခါနာကအတွေ့အကြုံရှိတဲ့အတိုင်းအေးအေးစီးစီးကစားဖို့ကြိုးစားပေမဲ့ဗီရိုနီကာကတော့အစကတည်းကတိုက်စစ်ကိုဦးစားပေးပြီးဖိအားပေးခဲ့တာပါချီကန်ချက်တွေနဲ့အတူလက်သီးတွဲလုံးတွေကိုအဆက်မပြတ်ပစ်သွင်းခဲ့တာကခါနာအတွက်အတော်လေးအလုရှုပ်သွားစေခဲ့ပါတယ်အထူးသဖြင့်နောက်ပိုင်း round တွေမှာဗီရိုနီကာရဲ့အရှိန်အဟုန်ကလျော့မသွားတဲ့အပြင်ပိုတိုးပြီးဖိအားပေးလာတာကတကယ့်ကိုအံ့အားသင့်စရာပါခါနာကအတွေ့အကြုံရှိပေမဲ့ဗီရိုနီကာရဲ့အရှိန်နဲ့တက်ကြွမှု agility ကိုအမိမလိုက်နိုင်ခဲ့တာကိုတွေ့ရပါတယ်အနီးကထိုးတက်တဲ့အခါမှာလေဗီရိုနီကာကပိုပြီးတိကျတဲ့ထိုးချက်တွေကိုပိုင်းပိုင်းနိုင်သုံးသွားနိုင်တာကဒီပွဲရဲ့အဓိကအနိုင်ရရှိခြင်းအကြောင်းရင်းပါပဲဒီပွဲမှာမြင်လိုက်ရတာကတော့ဗီရိုနီကာရဲ့ကြန့်ခိုင်မှုနဲ့ယုံကြည်မှုပါပဲနောက်ဆုံး round အထိဗီရိုနီကာရဲ့အသက်ရှူနှုံးနဲ့ခြေလမ်းတွေကမလျော့မကျပဲပွဲကိုအဆုံးထိထိန်းချုပ်သွားနိုင်ခဲ့တာကတကယ့်ကိုချီးကျူးစရာပါဒီနိုင်ပွဲကမြန်မာလက်ဝှေ့လောကအတွက်တကယ့်ကိုဂုဏ်ယူစရာတဲ့အောင်မြင်မှုတစ်ခုပါပဲဗီရိုနီကာရဲ့နောက်ပွဲစဉ်တွေအတွက်အခုတို့ဘယ်လိုမျိုးညှို့လင့်ထားကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအခုလိုအားကစားသတင်းကောင်းလေးတွေသိရဖို့ကိုတက် knowledge ကို follow လုပ်ထားဖို့မမိနေဘူးနော်